Pot chain နဲ့ Ethereum ဘယ်ဟာပိုမြန်လဲမင်္ဂလာပါအမမတဖိုင်း channel ကနေကြိုဆိုပါရစေဒီနေ့ရဲ့ဗီဒီယိုမှာနှိုင်းယှဉ်ပြမှာက Pot chain နဲ့ Ethereum ဘယ်ဟာကပိုမြန်တယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ရအောင် Blockchain နည်းပညာမှာမြန်နှုန်းကအရေးကြီးတယ်ဆိုတာသိထားပြီးဖြစ်မယ်လို့ထင်ပါတယ်ဒါပေမဲ့ Pot chain က Ethereum ထက်ပိုမြန်တဲ့ version လို့ပြောနေကြတာကတကယ်လားဆိုတာကိုဒီဗီဒီယိုမှာအဖြေကိုပြောပြပေးမှာပါPot chain ဆိုတာပါလေ Pot chain ဆိုတာ Ethereum ရဲ့ fork တစ်ခုပါ2023မှာစတင်ခဲ့ပြီး Richard Heart ရဲ့ funding မှုတစ်ခုဖြစ်ပါတယ်သူ့ရဲ့အဓိကရည်မှန်းချက်ကတော့ Ethereum ရဲ့အားနည်းချက်တွေဖြစ်တဲ့မြန်နှုန်းနှေးကွေးမှုနဲ့မြင့်မားတဲ့ gas fee တွေကိုဖြေရှင်းမှုပါ Pot chain က proof of stake ကိုအသုံးပြုပြီး Ethereum ထက်ပိုမြန်ဆန်ပြီးဈေးသက်သာတဲ့အရောင်းဝယ်တွေကိုပေးစွမ်းတယ်လို့ဆိုပါတယ်။ဥပမာအနေနဲ့ Pot chain ရဲ့ transaction per second TPS က Ethereum ထက်ပိုမြင့်မားတယ်လို့ယူဆရပါတယ်။ Ethereum မှာ TPS က50 to 30လောက်ရှိပေမဲ့ Pot chain ကဒီထက်ပိုမြန်နိုင်တယ်လို့ပြောကြပါတယ်။ဒါပေမဲ့ဒီချက်တွေကိုအတည်ပြုဖို့လိုအပ်ပါသေးတယ်။ Ethereum ရဲ့အားသာချက်တွေအနေနဲ့ပြောရမယ်ဆိုရင်တော့ Ethereum က blockchain လောကရဲ့အကြီးမားဆုံးကစားသမားတဦးပါ Smart contract နဲ့ DeFi application တွေကိုဦးဆောင်ဖန်တီးခဲ့တဲ့ Ethereum ဟာလုံခြုံရေးနဲ့ဗဟိုမဲ့စနစ်မှာထိပ်တန်းဖြစ်နေစေပါ2022ခုနှစ်မှာ Proof of Stake ကိုပြောင်းလဲခဲ့တဲ့ The March ကြောင့်စွမ်းအင်သုံးစွဲမှုတိတိတတ်တာရော့ကျသွားခဲ့ပါတယ်။ဒါပေမဲ့ Ethereum မှာအားနည်းချက်တွေလည်းရှိပါတယ်။ Gas fee မြင့်မားတာနဲ့အယောင်းဝယ်မြန်နှုန်းနှေးကွေးတာကအဓိကပြဿနာတွေပါ။ဥပမာ Ethereum မှာတစ်ခါတရံ gas fee က$10ကနေ$50ထိမြင့်တက်နိုင်ပြီးတန်မှန်သုံးပြုသူတွေအတွက်ဈေးကြီးလွန်းပါတယ်။ဒါကြောင့် Pot chain လို့ပုံမြန်ပြီးဈေးသက်သာတဲ့ရွေးချယ်စရာတွေပေါ်ပေါက်လာတာပါ။ Pot chain နဲ့ Ethereum ရဲ့မြန်နှုန်းကိုနှိုင်းယှဉ်ဖို့ဆိုရင် Pot chain က Ethereum ထက်ပိုမြန်တယ်လို့ပြောပေမဲ့ဘယ်လောက်မြန်လဲဆိုတာကတော့ Pot chain ရဲ့ဒီဇိုင်းက block time ကို Ethereum ထက်30ကန်လောက်ထိ short ချထားပြီး Ethereum ရဲ့ block time ကတော့12ကနေ14စက္ကန့်လောက်ထိရှိပါတယ်။ဒါကြောင့် Pot chain မှာအယောင်းဝယ်တွေကိုပိုမြန်မြန်အတည်ပြုနိုင်ပါတယ်။ဒါအပြင် Pot chain က gas fee ကို banning တဲ့ fee banning နည်းပညာကိုအသုံးပြုပြီးတော့ဈေးသက်သာအောင်လုပ်ထားပါတယ်။ဒါပေမဲ့ Ethereum ကတော့လုံခြုံရေးနဲ့ကွန်ရက်တည်ငြိမ်မှုမှာတာလုံနေစေဖြစ်ပါတယ်။ဘယ်ဟာကိုရွေးသင့်လဲ။ Pot chain နဲ့ Ethereum ကတစ်ခုစီမှာအားသာချက်တွေရှိပါတယ်။အကယ်၍သင်ကညံနှုံးမြင့်ပြီးဈေးသက်သာတဲ့အယောင်းဝယ်ကိုဦးစားပေးရဆိုရင် Pot chain ကပိုသင့်တော်နိုင်ပါတယ်။ဒါပေမဲ့သင်က DeFi နဲ့ DApp တွေမှာရင်းနှီးမြှုပ်နှံမှုစိတ်ဝင်စားပြီးလုံခြုံရေးကိုအလေးထားရဆိုရင်တော့ Ethereum ကပိုကောင်းတဲ့ရွေးချယ်မှုဖြစ်နိုင်ပါတယ်။ဒါကြောင့်သင်ရဲ့ပန်းနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုဗျူဟာပေါ်မူတည်ပြီးရွေးချယ်ဖို့အကြံပြုချင်ပါတယ်။သတင်းချက်လက်တွေကိုအမြဲစစ်ဆေးပြီးယုံကြည်ရတဲ့ရင်းမြစ်တွေကိုအသုံးပြုပါလို့လည်းတိုက်တွန်းလိုက်ပါတယ်။ဒီနေ့မှာ Pot chain နဲ့ Ethereum ရဲ့မြန်နှုန်းနှိုင်းယှဉ်မှုကိုဆွေးနွေးခဲ့ပါတယ်။ Pot chain ကမြန်နှုန်းနဲ့ gas fee မှာတာလွန်ပေမဲ့ Ethereum ကတော့လုံခြုံရေးနဲ့ကွန်ရက်တည်ငြိမ်မှုမှာထိပ်တန်းဖြစ်နေစေဖြစ်တယ်လို့ဝေမျှပေးချင်ပါတယ်။ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like နှိပ်ပြီးအမမတဖိုင်း channel ကို subscribe လုပ်ထားပေးပါအောက်မှာ comment ထားခဲ့ပြီးသင်ပေဟာကိုပိုကြိုက်လဲဆိုတာကိုပြောပြပါနောက်ဗီဒီယိုမှာတွေ့ကြမယ်နော်